ဒီလက်သမားဆရာရဲ့ကျွမ်းကျင်မှုကဘလောက်တန်ဖိုးရှိလဲဒီတရုတ်ပြည်ကလက်သမားဆရာကလေအမေရိကန်မှာဒါဒီလိုအလုပ်မျိုးသွားလုပ်မယ်ဆိုရင်သူ့နိုင်ငံမှာရတဲ့လုပ်အားကထက်10လောက်ကိုပိုရနိုင်တာပါအဲ့လိုပိုရတာက तू ကတခြားသူတွေထက်ပိုပင်ပန်းခံလုပ်နေလို့မဟုတ်ပါဘူးအမေရိကန်ရဲ့အိမ်အလှဆင်တဲ့ဈေးကွက်မှာတော့ skill ကျွမ်းကျင်မှုကအတန်ဖိုးဆုံးဖြစ်နေလို့ပါပဲ तू ကအစင်သင့်လုပ်ထားတဲ့ပုံစံခွတ်တွေပါတခုမှမလိုဘူးဗျပထမဆုံးအနေနဲ့ तू ကတစ်သားချောင်းလေးတစ်ခုကိုဘဟုမက်အနေနဲ့သတ်မှတ်လိုက်တယ်ပြီးတာနဲ့အဲ့ဒီတိုင်ကိုပတ်ပြီးခေးတယ်နဲ့လှပတည်တတ်တဲ့အကွီးမြင်းလေးတစ်ခုကိုဆွဲလိုက်ပါတယ်ပြီးရင်တော့အဲ့ဒီအကွေးပုံစံတစ်သားပြားလေးတွေကိုတစ်ခုချင်းစီလိုက်ဖြတ်ပါတယ်အပိုင်းတိုင်းကတစ်ထက်သေးကွက်တိပါပဲဒီတစ်သားပြားလေးတွေကတစ်ခုချင်းစီကြည့်ရင်တာမန်ပါပဲဒါပေမဲ့အကုန်လုံးကိုစုပြီးတက်ဆင်လိုက်တဲ့အခါမှာတော့တကယ်ကိုခိုင်ခန့်တဲ့ S ပုံစံပေါင်တန်းကြီးတစ်ခုဖြစ်သွားပါတယ်အဲ့ဒီပေါင်တန်းကြီးကပဲမျက်နှာချက်တစ်ခုလုံးရဲ့အထီးကကြော်ရိုးဖြစ်သွားတာပါအမေရိကန်ကအလုပ်ဝင်တော်တော်များများမှာဆိုရင်တော့ဒီလိုမျိုးအတွက်တီးတန့်မာယူတာမျိုးဒါမှမဟုတ်ဈေးကြီးတဲ့စက်ရန်တရားတွေသုံးပြီးအကုန်လုံးကိုကြိုတင်ပြင်ဆင်တာမျိုးလုပ်လို့ရှိကြတယ်ပြီးမှသာအလုပ်သမားတွေကလုပ်ငန်းခွင်မှာလာတက်ဆင်ကြတာပါဒါပေမဲ့အတိုင်းတာကနည်းနည်းလေးလွဲသွားခဲ့ရင်တော့ပြန်ပြင်ရတဲ့ကုန်ကျစရိတ်ကတော်တော်လေးကိုကြီးမားသွားနိုင်ပါတယ်ဒါကပဲဒီလက်သမားဆရာကိုတခြားသူတွေနဲ့ကွဲပြားသွားစေတဲ့အချက်ပါပဲသူကအယိုးရှင်ဆုံးကိရိယာလေးတွေကိုပဲသုံးနေမယ်လုပ်ငန်းခွင်မှာနေခက်ခဲတဲ့အကွေးအကောက်ပုံစံတွေကိုတိတိကျကျဖန်တီးနိုင်စွမ်းရှိနေပါတယ်